ရိုးရိုးလေးနဲ့မြမဆန္ဒရဲ့ရှေ့ရှေ့တော့ကတာတကြံမှာကွယ်ရိုးရိုးလေးနဲ့မြမဆန္ဒရဲ့ဝေဖလာနဲ့ရေကစားခဲ့ကြတပြေကနေရေပက်ခဲ့ကြအခုတော့တာတွေပဲစီပဲဝဲရောက်ကုန်ပြီလေကွယ်ဘလောက်တုံကြည့်တဲ့ဝဲနှစ်ယောက်ချုံမပြောမယ်လွန်ခဲ့တဲ့12နှစ်2014ခုနှစ်လောက်ကထင်တယ်ဗျကျွန်တော်ဖာသာကြီးကအိမ်ကို CD တစ်ခွေယူလာပြီးတော့ကျွန်တော်အဲ့ဒီခွေကိုဖွင့်ပြတယ်။ဘာလဲဆိုတော့ CD အခွေရဲ့နာမည်ကမောင်မောင်ဆိုလီထီယိုးရှည်တန်ချက်ဖွဲတဲ့။တန်ချက်ဆိုတော့ဗျလွယ်လွယ်ပြောရလို့ရှိရင်တာမန်တောသူတောင်သားအခြေခံလူဒန်းစားလက်လုံလက်စားတွေရဲ့အတန်ပဲပေါ့ဗျာ။သူတို့ကခေတ်ကိုမကြိုက်ကြရင်ရှင်ဘရင်အုပ်ချုပ်သူလူဒန်းစားကိုမကြိုက်ကြရင်လူအဖွဲ့အစည်းထဲမှာတက်လွဲတွေဖြစ်နေပြီလို့ထင်တဲ့ဟာတွေကိုသူတို့ဖောင်းထုတ်ကြတာဗျ။ဖောင်းထုတ်တယ်ဆိုလို့စီလို့ဝါလို့ကြီးထိုင်ဆဲနေတာမျိုးတော့လည်းမဟုတ်ဘူး။တယော်တာကြည်စဲတာချစ်စနုံးနဲ့ပြောတဲ့ပုံလေးပေါ့ဗျာ။ဒါပေမဲ့တန်ချက်ကောင်းမကောင်းကတော့ရေးတဲ့သူရဲ့လေးလာနိုင်စွမ်းပညာဉာဏ်အတိတ်နဲ့တင်ခနုတ်ပတ္တိဉာဏ်တွေစကလုံးတွေကိုကစားနိုင်စွမ်းတွေပေါ်မှာမူတည်ပြီးကွာသွားတာပဲဗျာ။အဲ့ဒါကတော့ကျွန်တော်ခန်းစားမိတဲ့တန်ချက်ရဲ့ definition နဲ့တန်ချက်ကောင်းမကောင်းကိုတိုင်းနေပေးတယ်ပဲ။အဲ့ဒီခေတ်ကတန်ချက်ဆိုတော့အဲ့ဒီကာလမှာ hot ဖြစ်နေတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေပေါ်ကိုအဓိကထားပြီးပြောကြတာပေါ့ဗျာ။အဲ့ဒီခေတ်မှာဘယ်ကိစ္စတွေက hot ဖြစ်နေလဲဆိုလို့ရှိရင်အဲ့ဒီခေတ်တုန်းကပြည်သူတွေကြားထဲမှာခေတ်အထဆုံး hot အဖြစ်ဆုံးနိုင်ငံရေးအခင်းကျင်းတွေကိုပြောရမယ်ဆိုလို့ရှိရင်မြစ်ဆုံစီမံကိန်းဟာကာဘောရာစီတောင်ပေါ်ကစင်းနေတွင်ဒီနေပြန်နေတောင်ထမ်းများနေမိုင်ဝဲအောင်ထောင်ချီကြောတာပြတ်တန်းနေနိုင်ငံတော်သားတွေရဲ့အေယာဝတီပုံမှန်436ပြင်ဆင်ရေးလက်မှတ်ထိုးပွဲတို့ဒေါ်ဆန်းစုကြည်ရဲ့အမျိုးသားပြန်လည်ရင်ကြားစစ်ရေးတို့အဲ့ဒီမှာတွေ့တာတပြည်လုံးငိမ့်မယ်ရိမ့်မှာစုဘက်ကငိမ့်နေမှာလက်ပံတန်းကျောင်းသားအရေးတို့ပြည်လုံးချစ်ချစ်တဲ့ခဲလေးအမှန်တရားတွေ့စုဝေးလို့လေအကြမ်းပဲအာနာစနစ်ကိုလေရှုံချကလေငါတို့တွေပါမကလာတော့အောင်ပါလေကျင်းတီတောင်စီမံကိန်းတို့နဲ့စစ်တမ်းကြီးကိုလဲသမားတွေကဒုက္ခကန်ဆွဲကအတူအောင်ကြွားရဲရဲတောက်တပုံထားကြတယ်ပြည်သူတွေကြားထဲမှာနိုင်ငံရေးအတိတတိတွေနဲ့လှုပ်လှုပ်ရရဖြစ်နေတဲ့ကာလတွေပေါ့ဗျာအဲ့ဒီကာလမှာခေတ်သားဆုံးနိုင်ငံရေးပြက်လုံးတွေကတော့တိုင်ပတ်တက်ပိုင်းတို့ပေါက်ဖော်ကြီးတို့ဘောင်းမီချုပ်ပြီးတော့ပစိုးဝစ်တာတို့လွတ်တော်တွေကအစိသားတို့ကြက်ဖို့တို့ဆိုတဲ့စကားလုံးတွေကနိုင်ငံရေးပန်းစကားတွေနိုင်ငံရေးပြက်လုံးတွေပေါ့ဗျာနောက်ပြီးတော့နာဝတနာဘခေတ်မှာပိတ်ပင်ခံခဲ့ရတဲ့ပြည်သူတွေရဲ့မကျေနပ်ချက်တွေကလည်းတန်ချက်တွေအနေနဲ့2012လောက်မှာတဖန်ပြန်ပြီးတော့ခွင့်ပြုခံခဲ့ရတော့ပြည်သူတွေခင်ဗျာမကျေနပ်ရတာတွေကိုသူတို့ကိုယ်စားတန်ချက်နဲ့ထိထိမိမိကာယံနဲ့နဘေနဲ့တယောကြတဲ့အဖွဲ့တွေကိုအားပေးကြပါဗျာအဲ့ဒီအဖွဲ့ထဲမှာပြည်သူကြတဲ့အပြန်ဆုံးအဖွဲ့ကတော့ခုနပြောတဲ့မောင်မောင်ဆိုလေးထီယိုးရှိအဖွဲ့ပဲဗျသူ့မေနဲ့တော်ရဲ့မွေးမွေးတဲ့ကလေးသူ့မေနဲ့တော်ရဲ့မွေးမွေးတဲ့ကလေးလာပြီဟောချီစားမောင်မောင်နဲ့မှရှေ့သွားနောက်လိုက်ညီအဲ့ဒီမှာကျွန်တော်တို့တန်ချက်အခွေလေးစကြည့်ကြအောင်ဆိုပါတော့ဗျာတန်ချက်အခွေမှာပဲ eyeliner တွေချဲပြီးတော့ makeup အဖွေသားနဲ့နက်ကတော်လိုပါလို့ပဲကြီးတပူရဥဆောင်တာဗျာသူ့နာမည်ကဒီမိုအောင်ထွန်းနဲ့တန်ချက်အဖွေသားပြောတာများတော့အပြင်ကတော့အဲ့ဒီနက်ကတော်လိုပါလို့အဲ့ဒီနက်ကတော်လိုပါလို့ပဲကြီးကသူကပြင်နိုင်ဆိုင်ရင်တန်ချက်မှာအတိုင်ရဲ့အဖောက်ရဲ့ဆိုပြီးတော့နှစ်မျိုးရှိရဗျာအတိုင်သမားရှိရဥဆောင်တာပေါ့ဗျာအဖောက်ကကြော်တော့နောက်ကအဖွေသားတွေကခြေထောက်လေးတွေကိုစီးချက်ကြဘင်ညာထိုးပြီးတော့လက်သီးလက်မောင်းတန်းပြီးတော့လိုက်ဆိုကြတာမျိုးဗျာဥပမာဗျာဖန်ပြကွမ်းနဲ့ကြောက်ဆက်ရေးအမောပြည်အောင်တိုက်ပါမဆိုလို့ရှိရင်အဲ့ဒါကအတိုင်နောက်ကနေပြီးတော့အမောပြည်အောင်တိုက်ပါမဆိုပြီးတော့လူအုပ်နဲ့လိုက်ဆိုတာကအဖောက်အများသောအားဖြင့်ကတော့အတိုင်သမားကထန်နဲ့မန်နဲ့အတန်ထားမျက်နှာထားစလို့
တယောတော်တော်ပြောင်ချော်ချော်လိုမျိုးကိုချိန်သားကိုက်သူ့နေရာနဲ့သူလှုပ်ရတဲ့သူမျိုးဗျ။ပြောင်ချော်ချော်လှုပ်တာဆိုလို့လူရွှင်တော်လိုမျိုးလားဆိုတော့လည်းမဟုတ်ပြန်ဘူး။ထန်ပါသင့်တဲ့အခါပါတယ်၊မာန်ပါသင့်တဲ့အခါပါမယ်။မျက်နှာတီကြီးနဲ့ထေးတဲ့အခါငေါတဲ့အခါမျိုးလည်းလုပ်ကောင်းလုပ်ရလိမ့်မယ်ဗျာ။ဒီအဖွဲ့မှာခုနကပြောတဲ့နဂတော်လိုဘဲကြီးကအတိုင်သမားပဲ။ဘိုးတော်ကသွက်သွက်လက်လက်လက်ညှိုးလေးတထောင်ထောင်နဲ့ထန်နဲ့မာန်နဲ့ဗျာ။ကျွန်တော်လည်းရေလဲကြွေတာပေါ့ဗျာ။စာသားတွေကလည်းမိုက်တာကိုဗျခမရပဲဥပဒေရကြောက်ဖန်တယ်လဲဆိုတော့ဟောဘဝတဏိကပိကမာတော့ငရဲကိုကငါနဲ့မရညီကိုသမီးရောက်ဖာ12ဝန်းခွဲတော်လို့ဖော်ကြီးကငါအမျိုးတယ်ជីနာကိုထိပါဖို့ကြံရင်ငပိဆိုင်ကြီးသွားဖို့ပြင်တယ်မင်းအမဲလေးမင်းဖေးသိမပေးခဲ့ဘူးကြောင့်ဒီလေးကထောင်နှန်းဆန်းတဲ့စမြောင်ပြန်ရင်လည်းအတောက်ခံရအောင်မဲ့ခံမို့ကြောက်ပေတာဟုတ်တယ်မမကြောက်တတ်တော့ညာဖော်စရာတော့မစော်ရကားပြီအိုးဘက်ဒီမိုကရေစီမင်းအမေလင်းမင်းအဖေမတင်ပေးခဲ့ပုံကြောင့်ဒီလေးလာထောင်နှန်းဆန်တယ်တကယ်ဒီလေးယူလေးသိန်းမျိုးကခွန်းတောက်ဗျခွန်းတောက်ဆိုတော့တည့်ရတိုင်းမဲခန့်နေထဲတယ်ကျွန်တော်တို့ငယ်တော့တင်ခဲ့ရတယ်ဆရာကြီးတခင်ကိုတော်မိုင်းရဲ့အညာမင်္ဂလာဆောင်လေးချိုးကြီးပုံစံမျိုးပဲဗျာတစက်တဲ့ဂျုံလုံးညွှန်းလောက်အောင်မယ်ဆရာချီဦးညိုလည်းအဲ့ဒီအညာမင်္ဂလာဆောင်ဆိုတဲ့လေးချိုးကြီးကိုစိုးထားတာရှိရဗျခွန်းတောက်ပုံစံမျိုးပဲနားထောင်လို့ကောင်းတယ် YouTube မှာသွားနားထောင်ကြည့်စာသင်နေသလိုမခံစားအောင်ထားပါတော့ဗျာပြန်ဆက်လို့ရှင်အဲ့ဒီမှာ तू ကတန်ချက်ရဲ့အစအဖွင့်ပနာမဆိုတော့အရှွန်းဖောက်တာတွေဘာတွေမပါသေးဘူးထင်တာပေါ့ဗျာအဲ့ဒါကိုဒီဘဲတွေကစကြတဲ့အဲ့ကခွန်းထောက်နေကိုပဲသူတို့ကဖောက်ခဲ့တာရဲ့အဲ့ဒါပြီးတော့တန်ချက်မှာခုနကပြောတဲ့အတိုင်အဖောက်တွေကောင်းလို့ပေးပါလို့တောင်းတွေကားပြီးပြောခဲ့ရကကားတဲ့ဘက်ပေါင်းနေရကကောင်းတဲ့ဘက်ပါလို့လာရ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 အချောင်းတွေပါပြီးအကြာပေါင်းနိုင်လို့တောက်တွေကောင်းတော့တောင်းတွေကုတ်เสีย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 အကက်ကောင်းလို့အကောင်းပဲလားတဆင့်တက်ပြီးဓာတွေပြောင်းတော့တောင်းတွေပြရော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 ဒီလိုနဲ့နေရများစွာဒေးတွေပြောင်းတော့တောင်းတွေပြေရောဒေးတွေပြောင်းတော့တောင်းတွေပြေရောမိုးလားမောင်တို့လေလားမောင်တို့ဆိုရဲအတိုင်ဖောက်တွေနဲ့ကြီးပဲတက်ဆိုလို့ရှိရင်ကြည့်ရတဲ့သူတွေကလည်းပြင်းနေမှာဆိုတော့အေးပြီလေးအနေနဲ့သူတို့ကပြိသက်နဲ့ရင်ပါပြီးသားပြိသက်ကြားထဲမှာပြန်ပြီးသားတချင်းတွေကိုစာသားတွေကိုပြောင်းပြီးတော့ဆိုကြတာဗျအဲ့ဒါကလည်းကောင်းတယ်တောင်းရဲ့စုရဲ့မိဘပြည်သူရဲ့ဒူဒူပါပဲသဲတော်မဲပြိနေတပြည်လုံးပေါ်ကွယ်တောင်းဆိုဒီကကောင်းမလို့ရင်ကိုတရုပ်ဆောင်တယ်အမိစုတော့ကြောင်မှန်တယ်လို့အတိတ်ပဲယူပါကွယ်တို့ပြည်သူကကွယ်ကောင်းထောင်ပြီးတော့ဖြောင်းနိုင်ပါတယ်တောင်းရဲ့စုရဲ့မိဘပြည်သူအတူတူပါပဲကွယ်တန်ချက်ဆိုတာကတော့ဗျာပြည်သူတွေရဲ့အတန်ကိုစားပြုဖို့စ조사ကြတာဆိုတော့အများတိုင်းဖောင်းထုနေတာမျိုးရတော့လည်းမဟုတ်သေးဘူးလေပြည်သူတွေချစ်တဲ့တန်မိုးထားတဲ့အရာတွေကိုထည့်ပြောလို့ရတာပဲလေအဲ့ဒီကာလတုန်းကအဲ့ဒီကာလမှမဟုတ်ဘူးအခုအဲ့ဒီကာလမှမဟုတ်ပါဘူးအခုထိပါပဲပြည်သူတွေတန်မိုးထားကြတာကတော့ဒေါအောင်ဆန်းစုကြည်ပဲသူ့ကိုချစ်တဲ့အကြောင်းတွေလည်းတန်ချက်ထဲမှာထည့်ထိုးလို့ရတာပေါ့ပြောပါအမေပြောတော့အမောပြည်တဲ့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 အမေပြုံးလို့အမုန်းပြေးကြပြီ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 အမေပြူးရင်တော့အမူးပြေတော့မယ်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 အမိုက်ကြီးမှာအမေကြိုက်မှာနော်အမွဲတွေတော့အမေတွဲနိုင်မယ်အမွဲတွေတော့အမေတွဲလိုက်မယ်အမိုက်ကြီးမှာအမေကြိုက်မှာနော်အမွဲတွေတော့အမေတွဲလိုက်မယ်အမွဲတွေတော့အမေတွဲလိုက်မယ်တွဲလို့ရအောင်ကိုဟာကိုလည်းထူထကြ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 အောင်မတရားသားဗျာပြောရရင်ဗျာအဲ့ဒီ negative လို့ဘာလို့ဘဲကြီးကတချင်းကလည်းအဆိုးကောင်းတယ်ဗျာသူ့အတန်မာတယ်ပြက်တယ်ထိနိုင်တယ်တယောနိုင်တယ်ဆိုတဲ့အတန်မျိုးသူ့အဖွဲ့သားတွေကလည်းအတိုင်သမားလောက်ကြတဲ့စိုးကြတဲ့အခါမျိုးတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတော့သူ့လောက်ကိုမကြိုက်မိဘူးဗျတခြားအတိုင်သမားတွေကိုသူ့လောက်မကြိုက်ဘူးလို့ပြောတာနော်မကောင်းပြောတာမဟုတ်ဘူးကျွန်တော်အထင်တော့အဲ့ဒီမောင်ဆိုလေထီယိုးရှီအဖွဲ့မှာသူတို့ဆိုတဲ့စာသားတွေအကုန်လုံးကလည်းအဲ့ဒီဘဲကြီးကပဲပင်နိုင်
စာသားတွေအများစုကိုလည်းအဲ့ဒီဘယ်ကြီးကပဲပင်တိုင်ဆန်ရေးတာဆိုတော့သူရေးတဲ့ဇာတ်သူကတဲ့အခါမှာသူလိုချင်တဲ့ဒီဂရီအထိကိုဆွဲခေါ်သွားနိုင်တဲ့သဘောမျိုးပဲထင်တယ်။ရေးတဲ့ကိစ္စကိုလည်းပြောရအောင်မယ်။ကျွန်တော်တွေ့ဘူးသမျှတန်ချက်အဖွဲ့တွေမှာဗျာတချို့ကနှေးကြတယ်တွတ်တွတ်လက်လက်လေးမရှိတော့နည်းနည်းပြင်းစရာကောင်းတယ်လို့ခံစားရတယ်ဗျ။တချို့ကြတော့ကြော်လဲစာသားတွေကဝက်ကြဆန်လွန်းတယ်လို့ထင်မိတယ်။စာကြောင်းလိုက်ရေးဆိုချသွားသလိုမျိုးပေါ့ဗျာ။စာကြောင်းလိုက်ကြီးမဆိုပါဘူးလားဟာဆိုတော့လေအဲ့လိုရတော့လည်းမတတ်မှတ်ထားဘူးပေါ့ဗျာ။ဒါပေမဲ့တာမန်ကတ္တာကရိယာကံဆိုတဲ့တမယိုးကြဝက်ကြတစ်ခုထက်တော့နာမဝိသေသနာကရိယာဝိသေသကျွန်တော်လည်းပြောရင်းနဲ့မြန်မာသရာတင်သလိုဖြစ်တော့မယ်ထားပါတော့ခုနပြောတယ်နာမဝိသေသနာကရိယာဝိသေသနာဝိဘတ်အာမေဒိတ်တို့လိုဝေါ်ဟာတွေကိုကာယံညီညီချိတ်ဆက်ရင်းနဲ့လိုရင်လိုသလိုထဲ့နိုင်ရင်ထဲ့နိုင်သလောက်ပရိသတ်ကလည်းတကြောင်ဆိုတကြောင်ဆိုသလောက်ထိထိမိမိနဲ့လက်ခံရရှိနိုင်တယ်ဗျဥပမာတစ်ခုပြောပြမယ်ဗျာအဲ့ဒီခေတ်ကနိုင်ငံရေးအခြေအနေကဘယ်လိုလဲဆိုတော့စစ်တပ်နဲ့ကြံ့ဖို့ကိုဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကချော့ပြီးတော့ပေါင်းနေရတယ်ဆိုတာကိုအရွယ်ရောက်ပြီးတဲ့သူနိုင်ငံရေးစိတ်ဝင်စားတဲ့သူတိုင်းနီးပါးသိတယ်ဗျာတက်ကလည်းနွယ်ဆိုးဆိုးပြီးတော့တောင်းဆိုတာကြီးအများကြီးလုပ်တယ်မာကြီးစုဒါလုပ်ပြီဗျာမလုပ်ပြီလို့ရှိရင်ကျွန်တော်အာနာသိမ်းမှာနော်အဲ့လိုတကယ်ခဲနေဗျာအဲ့ဒီလိုချင်းနေမျိုးကိုတန်ကြက်ထိုးရင်ကြတော့ဒဲရိုးကြီးပြောသွားလို့ရှိရင်ဘယ်ကောင်းမှာမလဲဘယ်စိတ်ဝင်စားစရာပြုံးစရာကောင်းမှာမလဲသူတို့ဆိုသွားလေဒီလိုလေးကြားလို့ကူတော့ကြားကူခေါ်တယ်ကြားလို့ကူတော့ကြားကူခေါ်တယ်ပင်ပင်ပန်းပန်းယုံကိုင်းရင်နဲ့နွားလို့ကူတော့နွားကူခေါ်တယ်နွားလို့ကူတော့နွားကူခေါ်တယ်မွဲမွဲတေးတေးဖွတ်ကြီးတွေမို့ဖွတ်လို့ကူရင်ဖွတ်ကူခေါ်တယ်ဖွတ်လို့ကူရင်ဖွတ်ကူခေါ်တယ်ဖွတ်လို့ကူရင်ဖွတ်ကူခေါ်တယ်ကူရင်နဲ့ပဲခါတော့မီတော့မျက်နှာလေးချိုးခါတော့မမီတော့မျက်နှာလေးအိုးချိုလဲချိုချိုအိုလဲအိုနဲ့အချိုဝဲမရတော့အချွဲပူပြန်ရောချိုဝဲမရတော့အချွဲပူပြန်ရောအချိုဝဲမရတော့အချွဲပူပြန်ရောချိုဝဲမရတော့အချွဲပူပြန်ရောအချော့ပူရင်တော့အချိုပေါ့မမအချိုများရင်လည်းအခြားမျိုးလိမ့်မယ်ချိုများရင်လည်းအခြားမျိုးလိမ့်မယ်အချိုများရင်လည်းအခြားမျိုးလိမ့်မယ်ချိုများရင်လည်းအခြားမျိုးလိမ့်မယ်အချိုလွဲရင်တော့အချွဲလိုနေပြီလိုတာလေးညှိပူတာလေးသိအတိကလေးတွေထားလာလိုက်တာအတန်းလေးတွေထိနေတဲ့အထိယင်းဒီစုသည်ရင်ကော့ရဲဝန်တစ်ဖြစ်လဲကြပြီအဲ့ဒီကိစ္စလွယ်တဲ့ကိစ္စတော့မဟုတ်ဗျဝေါ်ဟာရာကျွဲမှာဖြစ်မဲ့ကိစ္စမျိုးဝေါ်ဟာရာကျွဲဖို့ကတော့ဗျာအရေးကြီးဆုံးကတော့စာများများဖတ်ဖို့ပေါ့ဒါပေမဲ့စကားဒါပေမဲ့တချို့စကားလုံးတွေကြတော့ဘန်းစကားတွေစကားလိန်တွေကိုစာအုပ်ထဲမှာရေးရိုးထုံးစံလည်းမရှိဘူးဗျာဆိုကြပါစို့မောင်းကြောပြင်းနဲ့မင်းချောင်းပြောမယ်မင်းချောင်းပြောတော့မင်းကြောပြောင်းမလားဆိုတဲ့စကားဗျာဘယ်စာအုပ်ထဲမှာရေးမထားတာဗျာဒါကြီးကဒါပေမဲ့ဒီလိုစကားလုံးမျိုးတွေကိုစာအုပ်ထဲမှာရေးမထားကြစာအုပ်သွားဖတ်ရုံနဲ့ဘယ်လိုလုပ်ရလာမှာတော့ဟုတ်တယ်မလားသူကိုယ်တိုင်ကလည်းတခြားစဉ်းစားပြီးမှရေးရတာမျိုးနောက်တစ်ချက်ကလူငယ်တွေကြားထဲမှာခေတ်စားတဲ့စကားတွေဆိုလို့ရှိရင်လူငယ်တွေနဲ့စကားပြောတဲ့နံပြောရှေးခေတ်တုန်းကလူကြီးတွေသိတဲ့စကားလုံးတွေကြတော့ရှေးခေတ်လူကြီးတွေနဲ့စကားပြောတဲ့နံပြောအဲ့လိုပြောမှတိလာရတဲ့စကားလုံးတွေလေတိလာတဲ့စကားလုံးတွေဗန်စကားတွေကိုတိယုံနဲ့လည်းမပြီးသေးဘူးဗျလိုရင်လိုအပ်တယ်လို့ထည့်ဖို့အတွက်ကလည်းမှတ်ထားဖို့လိုအောင်မယ်အဲ့ဒီတော့တန်ကျဲရေးမဲ့သူတွေကရှေ့မီနောက်မီဝေါ်ဟာရာကျွဲသွားပြီးတော့စကားလုံးတွေကိုစော်ကစားနိုင်တဲ့သူတွေဖြစ်ဖို့လိုအပ်တယ်သူတို့ဆိုသွားတဲ့တန်ကျဲထဲမှာဆိုဗျာရှေးစကားပုံတွေရောဗန်စကားတွေရောနိုင်နိုင်သုံးသွားတဲ့အပြင်စကားလုံးတွေကို3-4ချောင်းလောက်ဆင့်ပြီးတော့ကာယံချိတ်သွားတာတော့နောက်ပြီးတော့အတဲအတိုင်းသုံးပြောင်းမြန်အတိုင်းသုံးအတိပယ်နဲ့ဆိုလိုရင်းလဲပြတ်မသွားတဲ့ပေါ်လွင်တဲ့စကားလုံးတွေကိုသုံးကြတာဗျဒီဘက်ခေတ် rapper တွေစကားကြွယ်တဲ့ rhyme မိရဆိုတာရဘာဟုတ်သေးလဲဗျာအရှိလာပြီးမစားတော့ဘူးအရှိလာပြီးမစားတော့ဘူးအဲ့ဒီထုံးနဲ့အန်တီစုရဲ့အိုမကားပေမဲ့အာကိုပါရစေ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 စံပြူလောက်အောင်ဝိုင်းရန်ရပါစုပြန်အောင်တော့ရံမဝိုင်းစေနဲ့စုပြန်အောင်တော့ရံမဝိုင်းစေနဲ့စံပြူလောက်အောင်ဝိုင်းရန်ကြပါစုပြန်အောင်တော့ရံမဝိုင်းစေနဲ့စုပြန်အောင်တော့ရံမဝိုင်းစေနဲ့အဲ့ဒီမှာ "Oh my god" ပြင်မဲ့အားကိုးပြစေဆိုတဲ့စကားဆိုလို့ရှိရင်ရုတ်တရက်ဆိုလို့ရှိရင်တော့ရိုင်းတယ်လို့ထင်ကောင်းထင်ရပေမဲ့ကျွန်တော်ကတော့အဲ့လိုမျိုးမထင်ပါဘူးကျွန်တော်အပါဝင်ဘယ်သူမှလည်းအဲ့လိုမျိုးသိထင်ကြမယ်မထင်ပါဘူးအန်တီစုမှာလက်နက်အင်အားကာယဗလအင်အားကစစ်ဗိုလ်ချုပ်တွေလက်နက်ကင်တဲ့သူတွေလောက်မရှိဘူးဆိုပေမဲ့ကျွန်တော်တို့အားကိုးပြရစေတကယ်ကဒါကအဂါရဝသဘောနဲ့ပြောရမျိုးမဟုတ်ဘူးဗျာချစ်စနိုးနဲ့အားကိုးတကြီးပြောမှသိတာတယ်ဒီစကားလုံးတွေကိုဘယ်သူတွေရေးလဲဆိုတော့မောင်မောင်ညီငယ်စိတ်ဒီမိုအောင်ထွန်းတဲ့နောက်ဆုံးပိတ်တော့နိုင်မြင်ပါတဲ့ကတော့ဗျာအဲ့ဒီကျွန်တော်လည်းဟဲနိုင်မြင်ပါကြီးဟာဆိုပြီးတော့ထက်ကြွရတာမောင်မောင်ညီငယ်စိတ်ဆိုတာကတော့ကျွန်တော်မသိဘူးဗျာမလီမစားပြောတာမျိုးမဟုတ်ဘူးเนาะကျွန်တော်မသိလို့မသိချောင်းဝန်ခံထားတာဒီမိုအောင်ထွန်းကတော့အဲ့ဒီနက်ကတော့ယုံနဲ့ဘဲကြီးဗျာ
အဲ့ဒီနက်ကတော့ရုံနဲ့ပဲကြီးဗျာပြီးတော့ဆီယာနိုင်မြန်မာကျွန်တော်ကဆီယာနိုင်မြန်မာကိုရေးလဲကျွေးတာဗျလူတိုင်းသိတဲ့ကဘာမကြီးဦးဆိုတဲ့တခြင်းဆိုလို့ရှိရင်လဲသူရေးတာပဲကျွန်တော်ဗီဒီယိုအစာလေးတော့အေယာဝတီအကြောင်းဖွင့်ပြတဲ့တခြင်းတို့ဂလုံဆရာဆန်ထွက်ပေါ်ခဲ့ပြီဆိုတဲ့တခြင်းတို့ကလည်းသူရေးတာပဲကြံသေးတယ်အများကြီးပဲဗျသူတခြင်းတွေကိုဘာလို့ကြိုက်တယ်ဆိုတာထက်ဗျာသူ့စာသားတွေမှာစေတနာတွေကိုခံစားရတယ်ဗျအဲ့ဒါကြောင့်စာသားတွေကိုချစ်တယ်လို့ပြောရင်ပိုးမှန်တယ်ဆရာနိုင်မြန်မာနဲ့ခုနအဖွဲ့ခေါင်းဆောင်ဘဲကြီးเนี่ยလည်းရေးဆက်ရှိရတင်ပါတယ်။ဘာလို့ဆိုလို့ရှိရင်ကျွန်တော်စတိတ်ကျောင်းတော်ကနားထောင်ခဲ့ရတဲ့မောင်မောင်ဆိုလီထီယိုရှိရဲ့ခေါင်းဆောင်ဆိုတဲ့ဘဲကြီးကိုဒီမိုအောက်ထွန်းအနေနဲ့ပဲတီးခဲ့ရတယ်ဆိုပေမဲ့တက်ကတူရောက်တဲ့အချိန်မှာအဲ့ဒီဘဲကြီးကိုပဲဒီဥက္ကာအနေနဲ့ထပ်ပြီးတီးလိုက်ရတာကြောင့်ပဲအကိုတယောက်ကပြောပြမှာဟဲမောင်မောင်ဆိုလီထီယိုရှိအဖွဲ့ခေါင်းဆောင်ဆိုတာဒီဥက္ကာပဲဟာဆိုပြီးတော့ကျွန်တော်အော်ဒီဘဲကြီးကဒါကြောင့်ဒီလိုမိုက်နေတာကိုလို့ဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုအစမှာဖွင့်ခဲ့တဲ့တခြင်းတွေအကုန်လုံးကဒီဥက္ကာရဲ့တခြင်းတွေကြီးပဲဗျာအဲ့ဘဲကြီးကတကယ်ရောဂါဘဲကြီးအဲ့ဒါကြောင့်မလို့လဲတန်ချက်တွေမှာစုတန်ချက်မှာလဲသူဆိုတဲ့တခြင်းတွေတန်းကိုကီးဝင်ပေါင်ဝင်ထန်နဲ့မန်နဲ့ဆိုနိုင်တာ哦အဆိုတော်အဖြစ်တည်တဲ့အခါမှာလဲသူကဆိုရဲဆရာနာမြန်မာရေးတယ်ဆိုတဲ့တခြင်းတွေအားလုံးကတကယ်ရေးလဲမိုက်တယ်ဂီတာနဲ့နိုင်ငံတော်ထူထောင်ခြင်းဆိုတဲ့ album တစ်ခွေလုံးဆိုလို့ရှိရင်လည်းမိုက်တယ်ဗျာအများစုလားအကုန်လုံးလားဟိုတော့မသိဘူးတော်တော်များများဟိုတော့ကျွန်တော်သိသလောက်ကတော့ဆရာနိုင်ငံမှာရေးခဲ့တာပြီးရင်ဆိုတဲ့သူကလည်းဒီဥက္ကာဆိုတော့ခုနပြောတယ်မန်းပါတယ်ထန်ပါတယ်တိုင်းပြည်ပုံစေနာရှိတယ်ဘယ်ကြီးကငကွာမှာရောဂါဆိုတော့ပောက်ကွဲတန်စင်တွေအာမန်တက်စီရဲ့တန်စင်တွေနဲ့ပိုးလိုက်တယ်လို့လည်းကျွန်တော်ခံစားရတယ်ရေးတဲ့သူကလည်းနိုင်ငံမှာဆိုတော့ခုနတည့်ရတိုင်းပဲတိုင်းပြည်အပေါ်စေတနာရှိတယ်ဘိုးတော်ကနှလုံးသားနှူးတယ်ဆိုတော့နှစ်ယောက်ပေါင်းလက်တွဲညီညီဖြုတ်ခဲ့တာတော့တကယ်မိုက်ခဲ့တယ်ဗျာမောင်ငယ်ရဲ့ကျင်းလာရေးပါအောင်လို့တိုက်တွန်းလိုက်ခြင်းနဲ့စာရေးတဲ့ဆရာငယ်အခါပေးလို့သာနိုင်မြမာကိုကွယ်လက်တို့လိုက်အောင်မယ်ရေးလိုက်စံကွယ်အမြလက်ခံမေမယ်လို့မညင်မမမဲအမြမိုးကရေတောင်တိုင်းမတော့နိုင်ပါဘူးကွယ်အမြလက်ခံမေတယ်လို့မညင်မမမဲအမြမိုးကရေတောင်တိုင်းမတော့နိုင်ပါဘူးတကယ်ကျမသဘောကတော့ဒီလိုရှိပါတယ်ဒီလိုရှိပါတယ်ရှင်းရှင်းမဲဆိုခြင်းနဲ့အမြကကြိုက်ကုန်မလိုက်နိုင်ဘူးဆိုတဲ့ငါတမဲအဆိုအကြောင်းတွေပြောရင်လည်းကျုံလို့ထပ်ပြောအောင်မယ်သူတို့တန်ချက်အဖွဲ့ကထူးထူးဆန်းဆန်းနှုတ်တိုက်ကြက်ထားတဲ့တန်ချက်အဖွဲ့ဗျတန်ချက်အဖွဲ့တော်တော်များများကတော့စာရွက်လေးတွေကင်ပြီးတော့တန်ချက်ထိုးကြတာဟုတ်မထိုးလို့လည်းမရဘူးလေတန်ချက်တစ်ပုတ်ဆိုအရှိကြီးကိုဗျစာရွက်မကြည့်လို့ရှိရင်ကိုပြောချင်တဲ့အပိုက်တွေကြော်သွားခွသွားပြီးတော့အကုန်မပါသွားတာမျိုးဒါမှမဟုတ်အစီအစဉ်တွေလွဲပြီးတော့ကြော်အမိမောက်မတဲရှင်းနောက်တွေမကိုက်ကုန်ဘယ်လိုလုပ်မလဲဟုတ်တယ်မလားအဲ့တော့စာရွက်လေးကင်ပြီးတော့ကျတော့တန်ချက်ထိုးရတာအထူးဆိုင်တော့လည်းမဟုတ်ပါဘူးမကောင်းဘူးလို့လည်းမပြောပါဘူးဒါလိုလို့လုပ်ရတာပဲလေဒါပေမဲ့ဒီတန်ချက်အဖွဲ့ကတော့စာရွက်မကင်မဲ့အလွတ်ချကြတာရယ်ပြီးတော့သူတို့အတွက်ကြော်လဲစာရွက်ကိုကြည့်မနေတော့ကျတော့ performance ဘိုင်းကိုပို့ပြီးတော့အာရုံစိုက်လို့ရတယ်လို့ကျွန်တော်မြင်မိတယ်အဲ့လိုပြောလို့တခြားအဖွဲ့တွေကစာရွက်ကင်ပြီးတော့တန်ချက်ထိုးလို့မကောင်းဘူးပြောရမှာမဟုတ်ဘူးเนาะတန်ချက်ရှိတဲ့မြန်မာယဉ်ကျေးမှုကတကယ်ချစ်စရာကောင်းတယ်တန်ချက်အဖွဲ့တွေကိုလည်းကျေးဇူးတင်တယ်ထိုင်းမှာစုံဂရန်လာအိုမှာဖီမိုင်မြန်မာမှာကတော့တကြံမြန်မာတကြံကရေပတ်ယုံတတ်မဟုတ်ဘူးလေအတာအိုးထိုးရတာနဲ့ငွေငန်းမျိုးမနဲ့တကြံရင်အကနဲ့စတုဒီတာနဲ့တန်ချက်နဲ့ဒါတွေကကျွန်တော်နိုင်ငံမှာပဲရှိရနှစ်တစ်ကူဒါတွေကကျွန်တော်နိုင်ငံမှာပဲရှိရနှစ်တစ်ကူကာချာတခုပဲတန်ချက်ကလည်းပြည်သူတွေရဲ့ယင်တွေကအဆိုင်ခဲကိုကိုစားပြုရမယ့်တာဝန်ရှိလေတော့တကယ်လှပတဲ့ယင်ကျေးမှုလို့ပြောလို့ရတယ်။မင်းကလည်းတန်ချက်ထိုးရုံလောက်နဲ့တော့ခေပြောင်းစနစ်ပြောင်းသွားမှာမျိုးမှမဟုတ်တာလို့ပြောချင်လည်းပြောလို့ရပါတယ်။ဒါပေမဲ့ဗျာလူဆိုတာကအားမတန်လို့မှန်ရှိုးရတဲ့အခါမျိုးမှာဆိုရင်တော့မှပဲရင်ထဲမှာရှိနေတဲ့အဆိုင်အခဲကိုရွဲတဲ့နည်းနဲ့ဖြစ်ပါစေပြောင်းတဲ့နည်းနဲ့ဖြစ်ပါစေတနည်းနည်းနဲ့တော့ထုတ်ဖော်ပြချင်ကြတာပဲလေအင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင်တော့ anger outlet ပေါ့ဗျာတန်ချက်ကအဲ့ဒီတနစ်တာလုံးစိတ်ထဲမှာမကြည်မနှက်ဖြစ်တာတွေကိုကိုစားပြုတဲ့ common language တခုပဲဆိုပါတော့အဲ့တော့ပြည်သူအတန်ကိုကိုစားပြုတဲ့ဘယ်တန်ချက်ကိုမဆိုကျေးဇူးတင်ပါတယ်အဲ့ဒီထဲမှာမောင်မောင်ဆိုလေးတီးဖို့ရှိအဖွဲ့ကတော့ထီမီမီကက်တက်ညင်တက်ကြရေးတက်ကြထေးတက်ကြငေါတက်ကြကြည်စေတက်ကြတယ်လို့ခံစားရတဲ့အတွက်ကျွန်တော်အနေနဲ့ကတော့အကြိုက်ဆုံးအဖွဲ့ပေါ့ဗျာနိုင်မဲ့ကိုရီးယားနဲ့တရုတ်ဇလန်အညိုးကြီးတဲ့ပုံစံမျိုးဆိုအညိုးကြီးတဲ့ပုံစံမျိုးဆိုပေဖြစ်တုံးတော့ခံအောင်ပေါ့ကွာ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 သူဖြစ်ရင်တော့အကြောင်းသိမယ်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 ချိန်လုံးထုတ်ပြီးပေဖြစ်တုံးတော့ချိန်မိတ်ခံရောဒီနောက်ပိုင်းတော့ပြက်ကဲဘာခနဲ့ဆိုသူဖြစ်လာပြီဘာခနဲ့ဆိုသူဖြစ်လာပြီ
နဲ့ဆိုသူဖြစ်လာပြီကိုယ်လည်းရောက်လို့ထုမဲ့လို့တော့ထုတယ်ထုမဟုတ်ခေါက်ဆွဲညက်ပြီးစားတဲ့သူမျိုးဖြစ်နေပြန်တော့မထုနိုင်မနဲ့နိုင်စိတ်လျှော့လက်မိုင်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  ဒါပေမဲ့ဘဲကြီးကနောက်ပိုင်းမှာဖျောက်ချက်သားကောင်းနေရဲ့ဗျမောင်မောင်ဆိုလေထီယိုးရှည်တန်ချမ်းအနေနဲ့ရောသူကိုယ်တိုင်ဒီဥက္ကာရဲ့တချင်းတွေအနေနဲ့ရောလုံးဝပေါ်မလာတော့ဘူးရေတခါမှကျတော့ဒီဥက္ကာတယောက်နေရောကောင်းရဲ့လားအဖမ်းခံလိုက်ရပြီလားလို့လည်းတွေးမိသေးရဲ့သူနဲ့လက်တွဲညီခဲ့တဲ့ဆရာနိုင်မြင့်မှာတော့ဆုံးသွားရှာပြီဆိုတော့မပြောကောင်းမဆိုအောင်ဒီဥက္ကာကြီးရောရှိပါလုံးလေးစားလို့တွေးမိတာတော့အမှန်ပဲဗျခုနှစ်တကြံမှာတော့ဆရာသမားကတကယ် comeback ကြီးနဲ့ပြန်လာခဲ့တာတွေ့ရတယ်တကယ် surprise ပဲဗျာကျွန်တော်အနေနဲ့ကလည်းအပြင်မှာမတွေ့ဘူးစကားတစ်လုံးမှလည်းမပြောဘူးပဲနဲ့ကို့ဘော်ဒါအကိုကြီးတယောက်လိုပြန်တွေးလိုက်ရတယ်လို့ပဲတကယ်ပဲဝမ်းသာရတယ် မောင်မောင်ဆိုလေတော်လို့ကိုကဒီယိုရှိမောင်မောင်ဆိုလေတော်လို့ကိုကဒီယိုရှိသူမီနဲ့တော်ရဲ့ဝင်းဝင်းနဲ့ပြေသူမီနဲ့တော်ရဲ့ဝင်းဝင်းနဲ့ပြေလာပြီဟောကြည်စမ်းမောင်မောင်နဲ့မရှိသွားနောက်လိုက်ပြီပြောရင်ငိုတယ်ငိုအမတွေဝမ်းတွင်ယူလို့ဘုရားကြီးစုပါမယ်ဒီသူငိုတယ်ဆိုမှစားဝင်အိပ်ပျော်တယ်ဒီလိုဘကိုဘယ်နဲ့လို့ရမလဲအစီကြီးကိုအော်တိုမြိုင်းရနီးပဲပြီတုတ်လေးကြရေးကားဖို့လိုသည်ဒီသူပြောရင်ငိုတယ်ငိုအမတွေကိုငိုခြင်းမရအောင်ဝိုင်းစုတောင်းကြမယ်ဘာလဲကြကြတာစိတ်မရှိနဲ့တော့ဘာတိုင်းဖြုတ်ပြီးဖြုတ်မျိုးရောက်ကြသူများ မောင်မောင်ဆိုလေထီယိုးရှည်ဝိုင်းတော်သားတွေကိုပြန်တွေးရလို့ဝမ်းသာရဲဆိုတော့ကျွန်တော်အပါဝင်ပရိသတ်တွေအကုန်လုံးပါပဲအခု comeback ကဟန်တာဝရီဦးဝင်းတဲ့အမှတ်တရအနေနဲ့ပြန်လာခဲ့ကြတာသူတို့ဝိုင်းတော်သားတွေဒီတစ်ခါဝတ်တဲ့ uniform ကတော့အပြာဝမ်းဆက်နဲ့ထောင်ဝတ်စုံလေးပေါ့ဗျာအေးပေါ်ထောင်ဝတ်စုံဆိုတော့ဆရာကြီးဦးဝင်းတင်ရဲ့ trademark ပဲလေထောင်အသေးတွေကနိုင်ငံရေးအကျဉ်းသားတွေကိုမြန်မာနိုင်ငံဒီဟူသောထောင်အကျယ်တွေကလူတွေကပြနိုင်တဲ့ရဲဘော်ရဲဘက်စိတ် solidarity တခုပဲလေသူတို့ဝိုင်းတော်သားတွေလူရှိကိုဆယ်စုနှစ်တခုကျော်ကြာမှပြန်လာခဲ့တဲ့ comeback ကလည်းအရင်တော့လိုပဲထန်တွေမန်တွေရှိကြတော့မယ်ကျွန်တော်ကဒါကိုဒီယုတ်ကာကြီးကျမ်းမာရလာတွေးမိတာဆရာသမားကဒီတစ်ခေါက်မှလည်းအရင်တစ်ခေါက်ကလိုပဲမြူးတုံးကြွတုံးတွတ်တုံးပဲဒီတစ်ခါပိုးကြွရလို့အောင်ခံစားမိရတစ်ခါနက်ဝင်ပူးနေသလားတော့အောက်မိရတယ်သူတို့အဖွဲ့ရဲ့လာပါပြီမောင်မောင်နဲ့မှရှေးသွားနောက်လိုက်ညီးဆိုတဲ့တချင်းလေးကြာရင်တကယ်ရင်ထဲမှာအီးချမ်းရတယ်အရင်တိုင်းခံစားချက်ပဲထောက်ပြဝေဖန်တယောတာတွေကြီးစေတာတွေကလည်းအခုအချိန်ထိထီတုံးမီတုံးပဲအခုအချိန်ကြီးလည်းလူတို့ရဲ့မကြည်တဲ့ချက်တွေကိုသူတို့နားလည်နေကြတော့မယ်အခု comeback ကိုနားထောင်ရင်းနဲ့မှထပ်တွေးမိတာကဘာလဲဆိုတော့ဆရာနိုင်မြန်မာသာရှိနေလို့ရှိရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲဆိုတဲ့အတွေ့ပဲဗျအဲ့ကအတွေ့ကတော့ပြန်ဝင်နေတယ်အဆုံးသက်အနေနဲ့ကတော့မောင်မောင်ဆိုလေထီယိုးရှိအဖွဲ့လူလူရှိကိုပြန်လာပေးကြလို့ကျေးဇူးတင်ကြောင်းရှေ့ဆက်ပြီးတော့လည်းပြည်သူတွေကိုနားလည်နိုင်ပါစေကြောင်းနောက်ဆုံးအနေနဲ့မောင်မောင်ဆိုလေထီယိုးရှိအဖွဲ့လိုပဲမြမယဉ်ကျေးမှုတကြံကိုပေါ်လွင်စေတဲ့ရုံလုံးချွစေတဲ့တကြံတန်ချက်အဖွဲ့တွေထပ်ဆင့်ပေါ်လာစေဖို့ဆန္ဒပြုလိုက်ပါတယ်